တချို့လူတွေရှိပါတယ်တေးရင်ကိုနောက်ဘာမှပါမှာမဟုတ်လို့တိတ်ကြီးအပင်ပန်းခံမနေဘူးဆိုတဲ့ခံယူချက်တွေနဲ့ပါဘင်းရင်တို့တွေကမိတ်ဆွေရဲ့အလုပ်ကြိုးစားမှုတွေကိုလောဘကြီးတယ်လို့မြင်ပြီးတော့အပြစ်တောင်ပြောနေပါလိမ့်မယ်တို့ကိုမေ့ထားပြီးကျွန်တော်ပြောတာကိုနားထောင်ကြည့်ပါရောင်ရဲတဲ့ဘဝဆိုတာကတကယ်တော့တို့ကြိုးစားခြင်းစိတ်မရှိတာအတုံးမကျတာတွေကိုဖုံးဖိဖို့သုံးတဲ့အလေးညာစကားတတ်ပါလူတော်များများကတာမန်ဘဝမှာကြည်နေကြပြီမဲ့တန်မိုးမြင့်ယောက်ျားသားတွေကတော့ခွဲပြားတဲ့လမ်းကိုရှောက်ကြပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေလည်းဘယ်လမ်းကိုရွေးချယ်ခြင်းမှတလဲပြန်လည်သုံးသပ်ကြည့်ပါတန်မိုးမြင့်ယောက်ျားသားတယောက်အထက်ကတော့မျိုးကြီးရဲ့ရိုးရှင်းသောဘဝဆိုတာအိမ်မဆိုးတစ်ခုလိုပါပဲတို့ကအရာရာမှာအနိုင်ရခြင်းကြတဲ့အတွက်ဒီလောက်ဆိုတော်ပါပြီဆိုတဲ့အရာမျိုးကိုဘေးဖယ်ထားတတ်ကြပါတယ်တို့ဂီယူဆိုင်တာဆိုလို့တို့ဘဝရဲ့ရည်ရွယ်ချက်တွေရဲ့ကြီးမားလာတဲ့ပန်းနိုင်တွေရဲ့ပဲရှိပါတယ်ဒါကြောင့်တို့အနေနဲ့ဘဝမှာတချို့အရာတွေကိုတော့လက်လွတ်ထားလိုက်ရပါတယ်နံပါတ်1မရိုင်းပေမဲ့မသိမ်မွေ့ဘူးတန်ဖိုးမြင့်ယောက်ျားလို့ပြောတိုင်းရင်ကျေးသိမ်မွေ့နေတယ်လို့မဆိုလိုပါဘူးတို့တွေကလူတွေကျင်းတဲ့အမြဲတမ်းခေါင်းငိမ့်ပေးမဲ့သူတွေမဟုတ်တယ်လို့တို့လှုပ်ချင်တဲ့အရာကိုလှုပ်ချင်တဲ့အချိန်မှာကောက်လှုပ်ပြီးတော့အဲ့ဒီအရာတွေလည်းလုံးဝမတောင်းပန်တတ်ဘူးကျွန်တော်စကားကြောင့်တို့တွေကတစ်ဖက်လူအပေါ်မလေးမစားနဲ့လှုပ်ချင်တာရှောက်လုပ်တဲ့အရှုပ်ထုတ်တွေလို့အထင်မလွဲလိုက်ပါနဲ့တို့တွေကတို့ရီမန်းချက်အတွက်ဘယ်လိုတကူကောင်းဆိုင်ရမလဲဆိုတာကိုသိကြတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်တို့ရဲ့တန်ဖိုးရှိတဲ့ဘဝအတွက်တစ်ဖက်လူကိုနိုးလို့ညင်းနိုင်ကြတဲ့သူတွေဖြစ်ပါတယ်ညင်းတတ်တာနဲ့ပဲတို့ကလူဆိုးဖြစ်မသွားပါဘူးလူကောင်းတယောက်နဲ့လူလိမ္မာတယောက်ကြားမှာကြီးမားတဲ့ခြားနာချက်တစ်ခုရှိပါတယ်လူကောင်းတယောက်ကတစ်ဖက်လူအပေါ်လေးစားမှုရှိတဲ့အလျောက်တစ်ဖက်လူစီကတူညီတဲ့လေးစားမှုကိုပြန်လည်တောင်းခံကြတဲ့သူတွေပဲဖြစ်ပါတယ်ဒါပေမဲ့လူလိမ္မာဆိုတာကတော့မတူပါဘူးတို့ကတစ်ဖက်လူကိုအမြဲတမ်းအောက်ချုပ်ပြီးအလျှော့ပေးနေရတာမျိုးဖြစ်ပါတယ်ဒါကြောင့်လည်းလူတွေကတို့ကိုချနှင်းပြီးတော့အပေါ်ကိုတက်သွားကြတာဘလောက်သနာစရာကောင်းလဲဒါကြောင့်မိတ်ဆွေလည်းတန်မိုးမြင့်ယောက်ျားတစ်ယောက်ဖြစ်ချင်နေဆိုရင်လူလိမ္မာဘယ်တော့မှမဖြစ်ပါစေနဲ့နံပါတ်3အပြင်းမကြီးဘူးအရေးချင်းမရှိတဲ့ယောက်ျားလေးတော်တော်များများကလူပြင်းတွေကြီးပါပဲစိတ်သက်သာနေရတာကိုအလွန်မဲသဘောကျကြတယ်ဒါကြောင့်လည်းတို့ရဲ့ရှင်သန်မှုကပိုးမွားလေးတစ်ကောင်လိုတီးလိုက်တဲ့သူသိမရှိပါဘူးမြင့်မြတ်တဲ့ယောက်ျားသားတစ်ယောက်အနေနဲ့မွေးဖွားလာရတယ်ဆိုတာကဖျားပြီးတဲ့ဆုလက်ပါဒါကိုဘာမှဖြစ်ဖြစ်မြတ်မြတ်မလုံနိုင်ပဲတေဆုံးသွားရမယ်ဆိုရင်ယောက်ျားတစ်ယောက်အနေနဲ့အဆိုးရဆုံးသိခါကြခြင်းဖြစ်ပါလိမ့်မယ်ကျွန်တော်ပြောတာကိုသိကြနားထောင်ပါယောက်ျားတစ်ယောက်အတွက်လူပြည့်ရှုံးတယ်ဆိုတာမကောင်းမှုတွေလုံးမိလိုက်မှမဟုတ်ပါဘူးအပြင်းကြီးချင်းဆိုတဲ့အရာကနေလေကောင်းကောင်းကြီးအရှုံးသမားဖြစ်အောင်လုပ်ပေးနိုင်ပါတယ်ဘဝဆိုတာပင်လေတစ်ခုလိုဒါမှမဟုတ်တိုက်ပွဲတစ်ခုနဲ့ဆင်တူပါတယ်မိတ်ဆွေသားကူးခတ်နေတာတွေတိုက်ခိုက်နေတာတွေကိုရက်လိုက်ပြီးဆိုရင်အသေးခံလိုက်တာနဲ့အတူတူပါပဲဒါကြောင့်စူးစမ်းရုန်းကန်နေရတာတွေကိုစိတ်မပြတ်ပါနဲ့ဒီလုံရက်တွေကမိတ်ဆွေပိုင်ဆိုင်တဲ့ယောက်ျားဂုံတိတ်ကဆိုတာကြီးကိုတနေ့တခြားတိုးတက်လာစေပါတယ်ဒါကြောင့်အပြင်းကြီးတာတွေကိုဖယ်ရှားပြီးတော့လက်ဆောင်ရထားတဲ့ဘဝကြီးကိုကောင်းကောင်းအသုံးချလို့ဖြစ်ချင်တာတွေဖြစ်အောင်လုပ်သွားဖို့အကြံပေးချင်ပါတယ်နံပါတ်4စင်မဖြစ်ဘူးစင်ဆိုတာကမိန်းမတကာရဲ့ခိုင်းဘက်ဖြစ်နေသူတွေဒါမှမဟုတ်မိန်းကလေးဆိုတာနဲ့ဖွန်ကြောင်ခြင်းလို့အရာရာကိုအလျှော့ပေးတတ်တဲ့သူတွေကိုဆိုလိုတာပဲဖြစ်ပါတယ်ဒီအချက်မှာတော့အချိန်ကြီးကနည်းနည်းပြောင်းလဲသွားပါလိမ့်မယ်မိတ်ဆွေသားတန်ဖိုးမြင့်ယောက်ျားတစ်ယောက်ဖြစ်လာပြီဆိုရင်မိန်းမတိုင်းလူအတွက်ဆွဲဆောင်မှုရှိနေမှာဖြစ်လို့စင်တစ်ယောက်ဖြစ်နေစရာအကြောင်းမရှိတော့ပါဘူးဒါပေမဲ့လည်းခါးသီးတဲ့အမှန်တရားတစ်ခုကတန်ဖိုးမြင့်ယောက်ျားတွေထဲမှာတောင်စင်ဖြစ်နေတဲ့သူတွေရှိနေပါသေးတယ်အကြောင်းကတော့မိန်းမတွေရဲ့သဘောတဘာဝကိုနားမလည်လို့ဖြစ်ပါတယ်မိတ်ဆွေရဲ့ဘဝမှာဘယ်လောက်ပဲအောင်မြင်နေပါစေမိန်းမတွေရဲ့သဘောတဘာဝကိုနားမလည်တဲ့၍သူတို့နဲ့ပတ်သက်ရာမှာဗီဒီယိုပြဲတွေဖြစ်နေအောင်ပါဒါကြောင့်ပင်လယ်လိုကျေပြောတဲ့မိန်းမတွေအကြောင်းနားလည်စေမယ့်ဗီဒီယိုလေးတွေထပ်လုပ်ပေးမှမလို့ channel လေးကို subscribe လုပ်ထားပေးကြပါဦးနံပါတ်5စကားကိုစီးမဲ့ကမ်းမဲ့မပြောဘူးတန်ဖိုးမြင့်ယောက်ျားတွေကတိတ်ဆိတ်ချင်းရဲ့တန်ဖိုးကိုကောင်းကောင်းနားလည်ကြပါတယ်နည်းနည်းပြောပြီးများများနားထောင်ရင်ရသမျှကိုသိရင်လေးလာပါဆိုတဲ့ခံယူချက်ကိုရှင်ထဲမှာအမြဲသိမ်းထားတဲ့သူတွေဖြစ်ပါတယ်စကားဝိုင်းတစ်ခုကိုစဉ်းစားကြည့်အောင်အဲ့ဒီစကားဝိုင်းမှာလူတစ်ယောက်ရှိတယ်သူဟာစကားကိုလူမှပြောတတ်တယ်ဆိုပါစို့အဲ့ဒီလူဟာအသင်ရှိမှတစ်ချိန်လုံးရက်နေတယ်ဆိုရင်တော့မှသင်သူ့အကြောင်းလုံးဝသိနိုင်မှာမဟုတ်ပါဘူးဒီအချိန်မှာအရေးချင်းမရှိသူတွေကတော့စကားကိုချက်တူရေးလူတွတ်တွတ်ပြောနေပါလိမ့်မယ်သူ့လိုပဲလူတော်တော်များများကအကြောင်းရင်းမျိုးစုံကိုခြေခံပြီးတော့သူတို့အကြောင်းတွေကိုများစွာထုတ်ပြောတတ်ကြတယ်အချိန်ကြာလာတဲ့အခါမှာတော့ဒီလုံရဲ့ရလက်ကစိုးရင်ချင်းစိတ်မလုံးကြုံခြင်းနဲ့ယုံကြည်မှုပျောက်ဆုံးခြင်းတွေကလွဲရင်ဘာမှမပေးနိုင်ပါဘူးဒါကြောင့်စကားကိုလိုတာတဲ့ပုံမပြောပြအောင်လေ့လာပါဘာလို့လဲဆိုတော့စကားများများပြောလေလေအမားများများပါလေလေမလို့ဖြစ်ပါတယ်နံပါတ်6